ဗမာစာသားနဲ့တခြင်းတွေကို create လုပ်ကြတာပေါ့နော်ကျွန်တော်အရင်ကတော့ကျွန်တော်သုံးတဲ့ site က suno.com ပါနော် suno.com မှာတော့သူကအရင် version အောင်နေတော့ကတော့ suno.com model 3.0ကတော့ဗမာတန်တော်တော်ပြပြတတ်လေးစူနိုင်တယ်ဒါပေမဲ့သူ version upgrade တွေဖြစ်လာတဲ့အချိန်ကျတော့သူကဒီဗမာတခြင်းတွေကသူကစာသားပီတာမှုကအတန်ဝဲတာတို့စာသားပီတာမှုတို့ကမတိကြတော့ဘူးပေါ့နော်သူက variation ပိုင်းပို့ပြီးတော့ဦးစားပေးတဲ့အတွက်ဗမာတခြင်းတွေဆိုရင်တိတ်ပြီးတော့ပြပြတတ်မရှိတော့ဘူးပေါ့ပြသားမရှိတော့ဘူးဆိုတော့အဲ့ဒါကိုလည်းသူတို့ဒီ report တင်တာတော့သူတို့ကဒါဟိုပါနော်language အများကြီးကို support လုပ်တဲ့ဟာကိုသူတို့ဖြည့်ရှင်းရတဲ့အတွက်ဒီဟာကတော့သူတို့ record ထဲမှာရှိတယ်ပေါ့နော်နောက်ပိုင်းကျရင်တော့နောက်ပိုင်းထပ်ထွက်လာတဲ့ version တွေကျရင်တော့သူတို့ဒီဟာကိုပြန်ပြီးတော့ fix လုပ်ဖို့အတွက်ကိုသူတို့လုပ်ပေးပါမယ်ဆိုပြီးတော့ပြောထားတယ်ပေါ့နော်အဲ့တော့အခုဒီအပိုင်းတွင်းမှာGoogle ကနေပြီးတော့ Google Layer 3ဆိုပြီးတော့ထွက်လာတယ်Google Layer 3ကဘာတွေပို့ပြီးကောင်းလာလဲဆိုတော့သူကဗမာစာသားကိုလုံးဝကိုတိကျကိုဆိုနိုင်တယ်လုံးဝ fine တယ်ပေါ့နော်ဒါပေမဲ့သူ့မှာတစ်ခုရှိတာသူကဒီ Layer 3က demo version ဖြစ်တဲ့အတွက်သူကစက္ကန့်30ပဲပြီးတယ်စက္ကန့်30ပဲပြီးတော့ကိုတချင်းစာသားတွေကရှိတယ်ဆိုလို့ရှိရင်သူကစက္ကန့်30နဲ့ဝင်အောင်ဆိုဖို့ဆိုတာမဖြစ်နိုင်တော့ဘူးပေါ့နော်မဖြစ်နိုင်တော့ကျွန်တော်တို့layer 3ကမကောင်းလားဆိုတော့လည်းကောင်းပါလေသူကဒါ layer 3နဲ့ဒီတချင်းလေးကိုကျွန်တော်လောက်ထားတာပါနော်စက္ကန့်30ပဲတခုဆိုတာကဒီ library မှာဆိုရင်ကျွန်တော်ကဒီ intro ဘိုင်းကိုထည့်စေခြင်းနဲ့ intro melody ရင်ဝင်ပြီးတော့မှစာသားဆိုပေါ့နော်ဒါပေမဲ့သူက demo version ဖြစ်လို့ပဲလာတော့မသိဘူးပေါ့နော်ဒီ intro ကိုသူကမထည့်တော့ဘူးတခါလေ library ကိုတခါလေစာသားကိုတန်းဆိုပေါ့နော်မြန်မာတန်ကတော့တော်တော်ပြီးပါတယ်မြန်မာစာသားတွေတော့တော်တော်ပြီးတယ်ဒါပေမဲ့သူရဲ့အားမရတဲ့ချက်ကစက္ကန့်30ပဲရတယ်ပေါ့နော်အခုကျွန်တော်ပြောပေးမဲ့သူကကြတော့သူကတချင်းကကိုကစာသားရေးထားတယ်ပေါ့နော်တပုတ်စာလုံးရေးထားတယ်ဗမာတန်လဲပြီးသားခြင်းတယ်ဆိုရင်ကျွန်တော်တို့အခုပြောပြမယ်သူမှာ create လုပ်လို့ရပါတယ် producer.ai ဆိုတဲ့သူပါသူကိုသုံးမယ်ဆိုရင်တော့ကျွန်တော်ဒီမှာဒီ contact အောက်မှာဒီ invitation link ကိုချပေးထားပါမယ်အဲ့ဒီကနေပြီးတော့ invitation link ကနေပြီးတော့ account create လုပ်ပြီးတော့သုံးနိုင်ပါတယ် Gmail တို့ဘာလို့နဲ့ create လုပ်လို့ရပါတယ်အဲ့တော့သူကအရင်ကတော့သူသုံးတဲ့ engine ကဟိုပါဘောနော်ကျွန်တော်တို့Fuse ပေါ့ Fuse 2.2 Fuse version 2 round ကသူကဗမာစာသားတွေကို support မပေးဘူးပေါ့အခုသူက Fuse version 3 demo ဆိုပြီးတော့ထပ်ထွက်လာတဲ့အချိန်မှာဗမာစာသားကိုလုံးကြီးကိုပြတတ်နဲ့ကိုဆိုနိုင်လာတာတွေ့ပါတယ်အဲ့တော့free လုပ်လို့မရဘူးလားဆိုတော့ free လည်းရပါတယ်သူက daily သူက credit 30ပေးတယ်ပေါ့နော်30ပေးတယ်ဒါပေမဲ့တချင်းဘယ်နှပုတ်စာရမယ်လို့တော့သူကမျိုးတော့မရေးထားဘူးပေါ့နော်မရေးထားဘူးဆိုတော့သူကကို create လုပ်လိုက်တဲ့တချင်းကဟိုမှာ credit ဒီမှာဆိုကြည့်လိုက်လို့ရှိရင်သူကတချို့ပုတ်တွေဆိုရင် credit 8လောက်ပဲသုံးတယ်တချို့ဟာတွေကြတော့10 15 19လောက်ထိသုံးတာရှိတယ်အဲ့တော့credit 30ရလို့တနေ့ကိုဘယ်နှပုတ် generate လုပ်နိုင်တယ်ဆိုပြီးတော့မရှိဘူးပေါ့နော်အဲ့တော့ free တော့သုံးလို့ရတယ် free တော့သုံးလို့ရတယ်ဒါပေမဲ့
သူ့မှာကသူက free ဆိုရင်တော့သူက commercial right မပေးတာဘူးပေါ့ဝယ်သုံးမှပဲသူက commercial right ပေးမယ်ပေါ့နော် commercial right ပေးမယ်ဆိုတော့ဟိုကတချင်းရေးဆရာတယောက်ဖြစ်တယ်စာသားတွေကိုလည်းရေးနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တန်ဆင်ရှာဖို့အတွက်ကဒီ site တွေမှာဝင်ပြီးတော့ကိုကတန်ဆင်ရှာပြီးတော့တန်ဆင်ကိုယ့်ရဲ့တချင်းစာသားတော့တန်ဆင်ရှာလို့ရတယ်ပေါ့နော်ဘယ်လို pop လာ rock လာjazz music လာအမျိုးစုံကိုက prompt ရေးပြီးတော့ရှာလို့ရတယ်ပေါ့ဒါကတော့ free ဖြစ်ပါတယ်အခုဒီဟာနဲ့ကျွန်တော်တို့ခုန Google Library မှာဒီစာသားကိုထည့်ပြီးလုပ်တာပေါ့နော်ထည့်ပြီးလုပ်တော့သူက Google Library ကစက္ကန့်30ဆိုတော့သူကပထမအပိုင်းနဲ့ဒုတိယအပိုင်းတစ်ဝက်လောက်ထိပဲသူက create လုပ်ပြီးနိုင်တယ်ပေါ့အခုဒီမှာဒီစာသားကိုပဲကျွန်တော်တို့ဒီ producer.ai မှာကျွန်တော်ဒီ just time music လေးလုပ်ပေးပါဆိုပြီးတော့စာသားအပြည့်စုံထည့်ပြီးတော့လောက်ခိုင်းလိုက်တဲ့အချိန်မှာတော့သူကတပုံလုံးထုတ်ပြီးတော့နော်လေးလေးပြေအေးတွေဝေးလို့မင်းလေးကိုတတိယမိတယ်ကိုဖီခါကတခွနဲ့အထီးချမ်းခြင်းမင်းမရှိတဲ့ကွာလက်တွေကကြီးမာလုံးတယ်အောင်ရင်ဒီတန်စင်လေးကိုလေးမပေါ်ပါရစေငါတို့နေရကတတိရတယ်သိတ်ကိုတတိရတယ်လေပြေအေးလေးနဲ့တူငါအချစ်တွေမင်းစီရောက်ပါစေဒါတော့ဒီပုံလုံးကိုထုတ်ပေးမယ်ပေါ့နော်ဒါပေမဲ့သူက variation ပိုင်းလေးတွေကတော့နည်းနည်းလေးလိုအပ်မှုတော့ရှိတယ်ဒါပေမဲ့ဗမာစာသားကိုပီပီတတကိုဆိုပြီးတော့ထုတ်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ပရိသတ်ကြီးလဲစမ်းသုံးကြည့်ခြင်းတယ်ဆိုရင်အောက်က invitation link ကနေပြီးတော့ account create လုပ်ပြီးတော့စမ်းသုံးကြည့်နိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်